ဂျပန် AV မင်းဗီမင်းသားတဦးဖြစ်တဲ့အသက်28နှစ်အရွယ်ယူကီယူဇူရုရဲ့ဘဝနောက်ွယ်ကအမှန်တရားနဲ့အင်တာဗျူးအကြောင်းအရာလေ့လာကြရအောင်မူလကတာမန်ရုံးဝန်ထမ်းတဦးဖြစ်ပြီးအလုတ်ထွက်ကအလကားနေရင်းနဲ့အခွင့်အလမ်းကြောင့်ဂျင်စီကနေတဆင့်ရှောက်ထားခဲ့ရာကနေစတင်ဝင်ရောက်လာခဲ့ပါတယ်အမြဲတမ်းလောက်ကင်ဖို့မရည်ရွယ်ပဲအခါအားလျော်စွာလောက်ကင်တဲ့အပိုဝင်ငွေရှာတဲ့အလုပ်အနေနဲ့သာသဘောထားခဲ့ပေမဲ့အလုပ်ပေါ်တာဝန်သိမှုနဲ့တဘာဝကြကြတရုပ်ဆောင်နိုင်မှုတွေကြောင့်ပြည်သက်အားပေးမှုရရှိခဲ့တယ်ပထမအချက်အနေနဲ့ခန္ဓာကိုယ်ကိုကောင်းမွန်စွာထိန်းချုပ်နိုင်စွမ်းရှိရမှာဖြစ်ပြီးဒုတိယအချက်မှာကင်မရာရှေ့မှာရှက်ကြောက်ခြင်းမရှိဘဲရဲဝံ့စွာတရုပ်ဆောင်နိုင်ရပါမယ်စတဲ့အချက်တွေကအကြိုက်တွေ့ခဲ့တယ်ဒရိုက်တာရဲ့ညွှန်ကြားချက်တွေကိုနားချက်ကနေတဆင့်အချိန်နဲ့တပြေးညီအမြန်ဆုံးလိုက်နာလှုပ်ဆောင်နိုင်ရပါမယ်ဒါဟာသူ့ရဲ့စူးစမ်းမှုရဲ့ရလဒ်တွေပဲမြန်မာပြည်ကမိတ်ဆွေတို့ရောသူ့ကိုအားကျနေပြီမဟုတ်လားသူ့လိုတာမန်ဝန်ထမ်းကနေနိုင်ငံကျော်မင်းသားဘဝကိုဖြင့်အောင်စူးစမ်းကြပါဟုတိုက်တွန်းပါရစေ